ဘယ်လိုဖြစ်တာလဲထတော့ဖြစ်လို့ဗျာဖြစ်လို့ ဘာဖြစ်လို့လဲ ပန်းနေကျွန်းပေါ်မှာဆိုးလို့ကျွန်တော်ဖြည်းဖြည်းရေးထားမယ် အိုးဒီကလေးနဲ့လူတဲ့ပန်းအရေးကြီးနေတာ အရေးကြီးတာဟောဗျာဘိုင်းမူကကျွန်တော်ဒီပန်းတွေကိုမထိမကိုက်အောင်တရားကျူးဆိုင်ပြီးတည်ခဲ့ပါလို့မှားလိုက်လို့ ဟိုင်းမို့အိုးဟိုမဟာဆန်ရဲ့ဘိုင်းမို့ကမင်းနဲ့ဘာတော်လို့လဲ ကျွန်တော်သူ့ရဲ့မီးဗျ အရင်ကလည်းမင်းမမြင်ဘူးပါဘူး ကျွန်တော်ဘိုင်းမူနဲ့လာတာမကြသေးဘူး ဩဒါကြောင့်ကိုဘိုင်းမို့ကလည်းလေခလေးကိုမနိုင်မနှင်းနေခိုင်းနေတယ် ဟိုဘိုင်းမူကအဲ့တိတ်လာမှမလို့အလုပ်တွေအရန်ရှုံနေလို့ကျွန်တော်ခိုင်းလိုက်တာပါ ဒါဆိုရင်မင်းတို့မဟာဆန်ကိုအဲ့ဒီရောက်လာတော့မယ်နဲ့တူတယ် ဟုတ်ကဲ့ဒီနေ့ရောက်လာမှာ ထထအဲ့တခါကြီးကိုဖွင့်ပြီးစီးချင်တယ်အဲ့တခါကြီးဖွင့်ပေးပါအဲ့တခါကြီးဖွင့်မယ်လို့ပြောနေလေထထကဘာရင်မလို့ကြောက်လား ထားပါနဲ့ကြမယ်ဒါကြီးအဲ့ပြန်လာလို့မကြားလိုက်လို့ အဲ့တခါကြီးဖွင့်ပေး ဟိုအဲ့ဒီကားယူဖွင့်လို့မရဘူးလေတမီးရဲ့ဟိုတမီးလေကောင်းလေးတန်းရှိနေဆိုလို့ရှိရင်တော့ဘေးမှန်ကိုဖွင့်လိုက်ပေါ့ အဲ့တခါကြီးကိုဖွင့်ပြီးစီးချင် ဟောတကားဟောင်းဟောင်းကြီးနဲ့ပဲဖြစ်ပါမလဲပြီးတော့တောင်းတဲ့လမ်းကြီးလေးအားလုံးပြုတ်ကြကုန်မှာပေါ့အနေများပါတယ်သမီးရဲ့ တိတ်ဘာမှထပ်မပြောနဲ့ထားသခင်အမိတ်ပေးနေတယ်ဖွင့်ဆိုဖွင့်လိုက် အနေများလို့ပါသမီးလေးရဲ့ ကျလာပြီ ဟာမလုပ်နဲ့လေမလုပ်နဲ့လေဟာ အမလီဘာဖြစ်ကြတာလဲ ဟဝိုင်းတို့ထထခိုင်းတာမလုပ်ကြဘူး ထားသခင်ခိုင်းတာဘာဖြစ်လို့မလုပ်ကြတော့ကဲဟဲ့ဒါကယူဟမ်ကဲမင်းညထားသခင်ခိုင်းတာညီကလုံမပေးဘူးလားငါဘာပဲဖြစ်ထားသခင်ခိုင်းလုံပေးပါလို့မှားထားတယ်မဟုတ်လား လောက်ပေးလို့မဖြစ်လို့ပါမမကြီးရဲ့ထားသခင်ကဒီဘေးတကားကြီးကိုဖွင့်ပေးဖို့အတင်းပုံသားနေတာမမကြီးရဲ့ ဟေးဒါတော့ဘယ်ဖြစ်ပါမလဲမြည်လေးရဲ့ဒီတကားကြီးကိုဖွင့်ချလိုက်ရင်ဖွားရောထထရောအားလုံးပြုတ်ကျသွားမှာပေါ့ ဟောပြုံးမကြောင်ထထကားလက်ကိုင်ကုန်တခြားကိုင်းနားမှာပေါ့လောက်ပါဘဘရဲ့ထထလေမတ်ထက်ရဲ့ဘရှုကင်းတွေကိုကြည့်နေလေတိုက်ခံချင်တာ ဒါတော့အန်ရများပါတယ်မြည်လေးရဲ့တခြားကိုပြောင်းပြီးပူစားပါအေး ဒါဆိုလည်းအမိုးဖွင့်လို့ရတဲ့ကားလဲပေးဖို့ဒဲဒီကိုပြောပေး ဟာအေးပြောပေးမယ်ငါမြည်လေးစိတ်တိုင်းကြဖြစ်အောင်ကိုပြောပေးမယ်နော်မောင်တင်မြည်လေးလေညင်းခံပြီးတော့ရှုခင်းကြည့်အောင် view point ကြရပ်ပေးလိုက်ရင်နော် ဘိုင်းမို့ဒီကပန်းနေရလာပြီဗျ ဟာမင်းကဝရသားပဲကွာပန်းနေရလည်းအများကြီးပဲပြလိုက်တဲ့ပတ်စံလောက်ခဲ့လား လောက်ရတယ်ဘိုင်းမို့ကကျွန်တော်မရမကအစ်စ်ကောင်းတော့လောက်ရ ဟေးဟုတ်လားဒီတော့ပင်းကြီးကသွေးဆက်တယ်ဘာဖြစ်လာပြန်လဲ လမ်းမှာလဲကြပြီးတော့စူးနေနဲ့ညှိသွားတာနည်းနည်းလေးပါဟောဒါနဲ့နေပါဦးဘိုင်းမို့ရဲ့မနေ့ကမျက်ရည်ပြီးသားမဟုတ်ဘူးလားဘာလို့ဒီနေ့ထက်ရိတ်နေရလဲ ဟုတ်တယ်နည်းနည်းပါးညီသွားအောင်လိုက်ပြီးအချောကင်နေတာပါကွာထားသခင်ကသူရောက်လာလို့ရှိရင်ဒီ channel မှာရှိသမျှမျက်ခင်းတွေအကုန်လုံးဂရီဘာကော်စောကြီးခင်းသားသလိုအီးဆက်ညံ့ညောဖြစ်နေမှကြိုက်တာသိရလား တော်တော်ကြီးများတာပဲနမေရလဲထားသခင်နဲ့တမျိုးကြီးပဲ လူလေးဘာကြီးမို့တတိပေးထားမယ်နော် तू လာလို့ရှိရင် तू ဘာပြောလူလေးခေါင်းငုတ်ခန်းနေ तू ခိုင်းတာအကုန်လုံး तू နဲ့ဂလန်ကစားမဖြစ်စေနဲ့ ဒါဆို तू မဟုတ်တာပြောလဲခေါင်းခံနေရမှာပေါ့ အေးပေါ့ကွာသူတို့ကအိမ်ကြီးရှင်နေမလားသူတို့မကျေနပ်လို့တို့ကိုအလုတ်ဖြုတ်လိုက်ရင်တို့နှစ်ယောက်ဘုံပြောက်သွားပြီဘယ်သွားနေရှာလဲသူတို့ကတစ်နေ့မှတစ်ခေါက်နှစ်ခေါက်လာတာပါသူတို့လာတဲ့အချိန်လေးမှာကိုယ့်ဘက်ကသူတို့ကိုစိတ်ချမ်းသာအောင်ထားမှကျေးဇူးဆရာကြမှာပေါ့ကဲအကြီးမို့ကို